စကိုင်းတိုင်းမြောင်မြို့မှာရဲစခန်းအနီးအလားပြင်ဆိုင်မှာခေါင်းလာလျှော်တဲ့စစ်တပ်စစ်ကြောင်းမှုကိုပြစ်ခတ်ခဲ့လို့နေရာမှာပဲတိတ်ဆုံးသွားခဲ့တယ်လို့စကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်3တန်ရင်မြောင် Orga Colon အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီကနေ့ဩဂတ်လ18ရက်နေ့မနက်7:15မိနစ်ခန့်မှာအဲ့ဒီစစ်ကြောင်းမှုရှိတဲ့စပင်းညက်ဆိုင်ကိုပကပအဖွဲ့တွေရောက်လာချိန်ထွက်ပြေးသွားလို့လိုက်လံပြစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်ကြောင်းမှုကတော့နေရာမှာတင်တိတ်ဆုံးသွားပြီးဆိုင်ကဖုံးနဲ့အသုံးဆောင်ပစ္စည်းတချို့ကိုတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြစ်ခတ်မှုပြီးမှာတော့အဲ့ဒီနေရာအနီးကိုစစ်သားတွေရောက်လာပြီးပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အလောင်းကိုစစ်တပ်စီပြန်တည်သွားတယ်လို့မြောင် Orga Colon MOC အဖွဲ့ကဖော်ပြထားပါတယ်။စကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်3တပ်ရဲ့မြောင် Orga Colon အဖွဲ့ဟာမြောင်မြို့နယ်အတွင်းစစ်စင်ရေးတွေဆောင်ရွက်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။